ဂျီနဲ့အပိုင်းမှာတော့ဆာဆာကီကရုံးမှာကျမ်းမာရေးစစ်ဆေးဖို့အတွက်တွေးနေခဲ့ပြီးဆူဇူကီလည်းထမင်းဘူးနဲ့ရောက်ချလာခဲ့ပြီးမနေ့ကကျမ်းမာရေးစစ်ဆေးတာစီလုံးမပေါဘူးမဟုတ်လားလို့မိနေကဆူဇူကီလည်းဒါပေမဲ့ဒီနဲ့ငါကတော်တော်ကွဲတယ်ဘာလို့လဲဆိုတော့မနေ့ကကျမ်းမာရေးစစ်ဆေးပြီးကြတဲ့ကအမြဲတမ်းငါဇနီးလေးကကျမ်းမာရေးနဲ့ညီရတဲ့စားစရာတွေကိုပဲစားနေတာကြောက်လီလို့ပြောလိုက်ပြီးမိမမပြောနဲ့ရည်စားတော့မရှိတဲ့လူပြိုကြီးဆာဆာကီကဆူဇူကီရဲ့ထမင်းဘူးကသာကြည့်နေခဲ့ရပြီးဆာဆာကီလည်းတော်တော်လေးအချစ်ခံရပါလားလို့မြောက်ပြီးလိုက်တော့ဆူဇူကီရဲ့ရုပ်ကဆက်ပြီးရုပ်နဲ့ဖြစ်နေခဲ့ပါတယ်အဲ့လိုနဲ့ဆာဆာကီလည်းစူပါမားကတ်မှာအကျစ်စားထမင်းဘူးတွေကိုဝယ်နေခဲ့ပြီးရမာတာလည်းစာရွက်တရွက်ကိုပေးလာခဲ့ပြီးဘီယာထုတ်ကုန်အသစ်တွေမလို့ရှော့စီပေးထားတာပါလို့ပြောပြလိုက်ပြီးဆာဆာကီလည်းကျေးဇူးတင်ကြောင်းပြောနေခဲ့ကနောက်ကျကျမ်းမာရေးစစ်ဆေးရမှာမို့လို့ဆိုပြီးမောင်ယူသားလုပ်နေခဲ့ပါတယ်အဲ့လိုနဲ့ပဲညနေကိုရောက်ရှိလာခဲ့ပြီးတာယာမှာလည်းစူပါမားကတ်ရဲ့နောက်မှာစလေးတောက်နေခဲ့ကအဲ့အချိန်ဆာဆာကီကရောက်ရှိလာခဲ့ပြီးတာယာမှာလည်းကျမ်းမာရေးဆေးရတော့မှာကိုစလေးလာတော့သေးတဲ့ဦးလေးကြီးပါလားလို့စနှောက်လိုက်တော့ဆာဆာကီလည်းဘယ်လိုတိသွားပြန်တာလဲလို့ပြောနေခဲ့ကနောက်မှယာမာတာပြပြမန်းကိုတီးလိုက်ရပါတယ်ဆာဆာကီလည်းစလေးတွေကိုရှော့တောက်နေပြီးဖြစ်ကြောင်းပြောနေတာပါဆာဆာကီလည်းဆက်စုတဲ့အနေနဲ့စူပါမားကတ်ကဝန်ထမ်းတွေကလည်းကျမ်းမာရေးမဆေးရဘူးလားလို့မေးတော့တာယာမှာလည်းမကြခင်ဆေးရလောက်ကြောင်းပြောနေခဲ့ပြီးဆာဆာကီလည်းဒါဆိုတာယာမှာလည်းကျမ်းမာရေးစစ်ဆေးမှုအတွက်ကြုံမဖြတ်ထားဘူးလားလို့ဂီယူဆိုင်ပြီးနေတာကြောင့်တာယာမှာလည်းသူမပုံစံကိုပြန်တွေးနေခဲ့ပြီးနောက်မှအရက်ကိုတငုံပဲတောက်ကြောင်းတုတ်တီကြီးနဲ့လိန်ပြောနေတာတော့ဆာဆာကီကယုံကြည်နေတာကြောင့်တာယာမှာလည်းလူတွေကကျမ်းမာရေးကောင်းဖို့ကအဓိကပဲလို့အာရှူလိုက်ပါတယ်ဆာဆာကီလည်းသူဝလာတဲ့ဘီယာတွေကိုပြနေခဲ့ပြီးတာယာမှာလည်းအစားအစာတွေကမများဘူးလားလို့ပြောနေပြီးဆာဆာကီလည်းနှစ်တိုင်းဆရာဝန်တွေကအလီးချိန်တင်ဖို့ပြောထားတယ်ဒါပေမဲ့ငါကဝက်လာဖို့အတွက်ခက်တဲ့ခန္ဓာကိုယ်ဖြစ်နေတဲ့ပုံပဲပို့ပြီးတော့လွယ်လေးဝနိုင်ရင်ကောင်းပါလို့ပြောနေရင်တာယာမာကဘက်ကိုညှစ်လိုက်ပြီးတကယ်ပဲအယူပေါ်အရေးတင်ပါလားလို့ပြောနေခဲ့ပါတယ်နောက်နေ့မှာတော့ဆာဆာကီလည်းအတီးရွက်တွေကိုစားနေခဲ့ပြီးစူပါမားကတ်မှာလည်းဘီယာတွေကိုရှော့တောက်နေခဲ့တာပါအဲ့လိုနဲ့ကျမရေးစီတဲ့နေ့ကိုရောက်ရှိလာခဲ့ပါတယ်တစ်ဖက်မှာလည်းတာယာမာကဆာဆာကီအတွက်စိတ်ပူပေးနေခဲ့ပြီးကျမရေးစီတဲ့ရလက်ထွက်လာတော့ဆူဇူကီကရလက်အကုန်ပြည့်စုံနေတာကြောင့်ပြောနေခဲ့ကဆာဆာကီကတော့စိတ်ရင်းနေခဲ့တာပါအဲ့လိုနဲ့ညနေကိုရောက်ရှိလာတော့ဆာဆာကီလည်းတာယာမာစီကိုရောက်ချလာခဲ့ပြီးတာယာမာလည်းကျမရေးစစ်ဆေးမှုဘယ်လိုဖြစ်သွားလဲလို့မိလိုက်ပေမဲ့ဆာဆာကီရဲ့မျက်နှာကတုံမုံနေခဲ့တာကြောင့်တာယာမာလည်းဘာဖြစ်တာလဲနောက်ထပ်တောက်ကျူးနေအထက်အရာရှိကြောက်လာလို့မေးတော့ဆာဆာကီလည်းတောက်ကျူးနေတာကသူ့ကျမရေးလို့ပြောလိုက်ပါတယ်နောက်ပြီးစလိကတကယ်ကိုကျမရဲ့အတွက်မကောင်းဘူးပဲလို့တရားပေါတဲ့ရုပ်နဲ့ပြောနေလို့တာယာမာလည်းအောင်းနေခဲ့တာပါအဲ့လိုနဲ့စူပါမားကတ်မှာလည်းမန်နေဂျာကဆာဆာကီကကျမရေးစစ်ဆေးမှုမှာအစုပ်ကိုကူးသားခံယူရမယ်ဟုတ်လားစိတ်မကောင်းစရာပဲလို့ပြောနေခဲ့တာကြောင့်ယာမာတာလည်းအဲ့ဒါကြောင့်ပဲစလိလာမတော့ဘူးလို့စိတ်မကောင်းစွာနဲ့စူနေခဲ့ပြီးမန်နေဂျာကလည်းညှိစိတ်ပြီးနေခဲ့ပါတယ်မန်နေဂျာလည်းစကားတွေပြောနေခဲ့ပေမဲ့ယာမာတာကနမထောင်ပဲငီးမိုင်နေခဲ့တာကြောင့်မန်နေဂျာလည်းအော်ပြောနေရင်ဖော့တဲ့ကရောက်လာတော့မန်နေဂျာလည်းသူမမဟုတ်တဲ့လူနဲ့ဖြစ်သွားခဲ့တာပါယာမာတာလည်းကောင်တာကနေထွက်လာခဲ့ပြီးအတွေ့များစွာနဲ့ဆာဆာကီရဲ့အကြောင်းတွေကိုတွေးနေခဲ့ပါတယ်ဆာဆာကီလည်းအိမ်ပြန်လာနေရင်စူပါမားကတ်ရဲ့နောက်ကိုရောက်ရှိလာတော့ဘယ်သူမှမရှိမှန်းကိုတွေးလိုက်ရပြီးဆက်ပြန်မှုလုပ်နေချိန်မှာတာယာမာလည်းပြေးထွက်လာခဲ့ပြီးဆာဆာကီရဲ့နောက်ကျောကိုမီလဲဝါတစ်ချက်ကျွေးလိုက်ပြီးတာယာမာရဲ့မီလဲဝါကိုစားလိုက်ရတဲ့ဆာဆာကီလည်းအီးစိတ်သွားခဲ့ပြီးစကားတွေပါထင်းငေါနဲ့ဖြစ်သွားခဲ့ကတာယာမာလည်းသူမနောက်ကိုလိုက်ခဲ့ဖို့ခေါ်လိုက်တာပါတာယာမာလည်းစလိတောက်နေခဲ့ပေမဲ့ဆာဆာကီကစလိကိုမိမိပဲဒီလိုမျိုးစလိကိုကြိုက်ထားတာကြောင့်တာယာမာလည်းအဲ့လိုမျိုးပဲတကယ်ကြီးစလိမတော့ပဲနေမာလာလို့မေးတော့ဆာဆာကီလည်းသူတီချာမတိသေးကြောင်းပြောနေခဲ့တာပါအဲ့အချိန်ဆာဆာကီလည်းတာယာမာကိုအဲတုန်းကခေါ်ပေးလိုက်လို့ကျေးဇူးပါလို့ပြောနေခဲ့ပြီးဒီလိုပြောနိုင်မဲ့အခွင့်အရေးလည်းမရှိတော့ဘူးလို့ထင်ပေမဲ့တကယ်ကိုစိုင်မန်ကိုတွေ့ရင်လို့စကားမဆုံးခင်မှာပဲတာယာမာလည်းပါဇက်ကိုပိတ်လိုက်ပြီးသူမကတကယ်တော့လို့နှစ်ယောက်သားအကြည့်ဆိုင်နေချိန်ပွဲပြဲတဲ့ဖုံးကလာနေတာကြောင့်ဆာဆာကီလည်းဖုံပြောလိုက်ပြီးဖုံပြောပြီးတာနဲ့စီးယုံကရက်လက်တွဲချဲတာမာသွားတယ်လို့ပြောပြီးနောက်ပြီးဒီအရွယ်အတွက်ဆိုတော်တော်ကောင်းတဲ့အင်္ဂါတွေပိုင်ဆိုင်ထားတဲ့ပုံပါပဲလို့ဆိုနေတာကြောင့်တာယာမာလည်းမဆိုင်တာတွေကိုပြောနေလို့မျက်လုံးပြူးနေခဲ့ပြီးဆာဆာကီရဲ့နောက်ကျောကိုမီလဲဝါထက်ကျွေးလိုက်ကနောက်ပြီးသူမကိုစိတ်ပူအောင်လုပ်လို့ဆာဆာကီကိုထိုးနိုင်ရဲပုတ်နေခဲ့တာကြောင့်ဆာဆာကီလည်းစိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတယ်လို့ပြောဆိုနေခဲ့ပါတယ်တာယာမာကစိတ်ဆိုးတဲ့မျက်နှာနဲ့ဖြစ်နေလို့ဆာဆာကီလည်းတာယာမာနဲ့အတူစလိတ်ဆက်တောက်မှမှုလို့ပြောလိုက်တော့မှတာယာမာလည်းစိတ်ဆိုးပြေသွားခဲ့ပြီးမိမိကြီးရသေးတဲ့ဆာဆာကီရဲ့စလိတ်ကိုသူမမိကြီးထားတဲ့စလိတ်နဲ့ထိပေးလိုက်ပြီးမြောက်သားကစလိတ်အတူတောက်နေခဲ့ကြပါတယ်